ဒီအိမ်မှာအတွေ့အကြုံရှိနေပြီးသားတဲ့ Iwabe ပဲအသာစီးရနေပြီး Academy မှာနှစ်တိုင်းလို့ Iwabe ကနင်ညာတိုင်းအသုံးပြုတဲ့နေရာမှာနံပါတ်1ချိန်ထားတဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့တခြားဘာသာရပ်တွေဆိုရင်အမှန်မကောင်းတာကြောင့် Academy ကနေမအောင်သေးရဖြစ်ပြီး Boruto ကလည်း Iwabe ရဲ့တန်မာမှုကိုရိပ်မိပေမဲ့နင်ညာဆိုတာနင်ညာတိုင်းနဲ့မသက်ဆိုင်တဲ့တင်ယိုးတွေကိုတင်နေရတဲ့ဘတော်မှစာမေးပွဲအောင်မှာမဟုတ်ဘူးဆိုတဲ့စကားကြောင့် Iwabe ကတောက်ကျိုးနေအောင်စာညက်နေဆိုတာသိသွားပါတယ်။အဲဒါကြောင့်ကိုယ်တိုင်ကနင်ညာဖြစ်ချင်ရင်ဘလောက်ပဲကြာရှုံးမှစီပြန်ထားရမှာဖြစ်ပြီးအဲ့လိုမဟုတ်ပဲသူများကိုအပြစ်တင်နေသူအတန်းအောင်မှန်မှန်မတက်တဲ့တောက်တော်လဲကောင်စီမှာတော့သူကဘတော်မှရှုံးမှာမဟုတ်ဘူးလို့ Boruto ကပြောလိုက်ပါတယ်။ Iwabe ကလည်းနောက်မှကြံခဲ့တဲ့ Boruto အစ်စ်ကိုတိုက်ခိုက်ဖို့လုပ်ပြီးမြဲကိုဝါဆိုတာအစားထိုးခံမဟုတ်ပဲသူကလည်း Hokage ရဲ့နောက်မီဆွဲမဟုတ်ဘူးလို့ပြောရင် Iwabe ကိုပြန်ကြိတ်ပေးလိုက်ပါတယ်။လူတိုင်းမှာသူတို့အကြောင်းရင်းတွေရှိရကြောင်းလိုက်မနောက်ရှက်နဲ့လို့ပြောလိုက်တဲ့အချိန်မှာတော့ Iwabe ကဒေါသထွက်သွားခဲ့ပြီးသူ့ရဲ့လက်နက်ကိုတုံးဖို့လုံရင်းနဲ့သူက Hokage ဆမလို့စွမ်းအားကြီးတဲ့သူဖြစ်ချင်တာကသူ့ရဲ့နင်ညာလန်းစင်ပဲဖြစ်တဲ့ကြောင်း Iwabe ကပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့အချိန်ငှက်တကောင်ကပေါ်လာခဲ့ပြီးသူ့ရဲ့တုပ်ကိုချိသွားရင်းနဲ့ပြိုင်ပွဲမစခင်ကလက်နက်မတုံးဘူးလို့ပြောခဲ့တဲ့ Iwabe ရဲ့စကားနဲ့စီကန်းတွေကိုချိုးပေါက်တာကနင်ညာတိုက်ပွဲမဟုတ်တော့ဘူးလို့ Inojin ကလည်းပြောပြလိုက်ပါတယ်။အဲဒါကြောင့်ပဲ Iwabe ကသူ့ရဲ့အရှုံးကိုလက်ခံသွားခဲ့ပြီးအတန်းထဲကလူတွေကလည်း Boruto ပေါ်စတင်အမြင်ကြီးလာကြတဲ့အပြင် Boruto အတွက်စိတ်ပူနေတဲ့အတန်းကောင်းဆောင် Sumire ကလည်းတပ်ပြင်းချနိုင်သွားပါတယ်။ဒါပေမဲ့နောက်တစ်ခါကြာရင်လည်းပြဿနာထပ်ရှာအောင်မဲ့အပြင် Hokage သားဖြစ်နေတဲ့အတွက်အလွယ်လေးခွင့်လွှတ်လိုက်ကြအောင်ပါပဲလို့ပြောတဲ့သူတွေလည်းရှိနေသေးတာကြောင့် Boruto ကသူ့အတွက်မဟုတ်ပဲအတန်းသားတွေအတွက်တိုက်ခိုက်ပြီးခဲ့တဲ့အပြင် Danki ဒုက္ခရောက်နေတဲ့အချိန်မှာလည်း Boruto တယောက်ပဲကာကွယ်ပေးခဲ့တာကြောင့်နောက်ွယ်မှာအဲ့လိုအတင်းပြောတာကတောက်တူလဲလုပ်ရက်ပဲလို့ Inojin ကပြောပေးလိုက်ပါတယ်။ Iwabe ကလည်း Boruto ကြောင့်အတန်းသားတယောက်အနေနဲ့အခန်းထဲကိုစာတင်မှုရောက်လာခဲ့ပြီးနောက်နေ့ Shuriken ပြစ်လေ့ကျင့်ရေးမှာတော့တခြားသူတွေကတိုင်ပတ်နေကြပေမဲ့သူတို့မိဘတွေကြောင့်လေ့ကျင့်နေကြဖြစ်တဲ့ Inojin, Shikatai နဲ့ Madeli ကတော့အေးအေးဆေးဆေးလုံနိုင်နေခဲ့ပါတယ်။နိုင်ငံရွေးလို့ရတဲ့ VPN လေးခံကြည့်ပေးခြင်းဖြင့်ကျွန်တော်ဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုခြင်းပါတယ်။ဒါပေမဲ့ Madeli ကသူ့ကိုအာရုံစိုက်နေတဲ့သူတွေရှိရင်စိတ်လှုပ်ရှားပြီးဘာမှလုပ်လို့မရတော့ပဲ။အဲ့အချိန် Boruto ကလည်း Academy ကျောင်းသားတွေသုံးခွင့်မရှိတဲ့ Fuma Shuriken ကိုပြစ်လိုက်တာကြောင့် Madeli ကသူ့ရဲ့ကန်ချက်နဲ့တားဖို့တွေးလိုက်ပေမဲ့ဘေးမှာဝိုင်းကြည့်နေကြတဲ့သူတွေရှိတဲ့အတွက်အလွဲလွဲချော်ချော်ဖြစ်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီ Shuriken ကလည်း Iwabe ဖြစ်တဲ့အတွက်အကုန်လုံးရှင်နိုရဲ့ရုံးခန်းကိုရောက်သွားကြပြီးအတန်းကောင်းဆောင် Sumire ကပါသူတို့ကိုအပြစ်ပေးတဲ့ Hokage ကြောင်းမျက်နှာပြင်ဆင်ရေးမှာဝင်ကူညီလိုက်ရပါတယ်။အဲ့အချိန်မှာလည်းစိတ်လှုပ်ရှားနေတဲ့ Madeli ကဘလို့မှအဆင်မပြေပဲပြင်ဆင်ရမယ့်ကြောင်းမျက်နှာကိုထပ်ပြီးဖျက်ဆီးမိခဲ့လိုက်ပါတယ်။Shikatai ကလည်း Madeli စိတ်လှုပ်ရှားရင်တလွယ်လေးလောက်တတ်တာကိုသတိထားမိရဲ့အတွက်တော်ထဲမှာတယောက်တည်းဘလောက်ပဲစူးစမ်းပြီးလေ့ကျင့်ပါစေဒီအတိုင်းဆိုရင်တော့အဆင်ပြေမှာမဟုတ်တဲ့အကြောင်းပြောလိုက်မိပါတယ်။ Shikatai အိမ်ပြန်ရောက်တဲ့အချိန်မှာလည်းကျောင်းမှာ Boruto ပြဿနာရှာရဲ့အတွက်တဲမာရီပညာပေးတာကိုခံနေရပေမဲ့ Shikamaru ကတော့အဲ့လိုတွေတွေ့ကြုံမှာပဲ Academy တက်ရကြိုနတ်မှာဖြစ်တဲ့အပြင်ပြီးပြည့်စုံတဲ့ကလေးဆိုတာမရှိပဲလူတိုင်းကအဆူမခံရပဲကြီးပြင်းလာမယ်ဆိုရင်ကို့အမားအတွက်နောင်နာမရတာဝန်မယူတတ်ပဲအတွင်းမှာပုတ်နေတဲ့သူမျိုးဖြစ်လာနိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲစကားကြောင့် Shikatai ကတော့ Madel ကိုသူပြောလိုက်တာလွန်သွားတဲ့အကြောင်းပြတ်တွဲမိသွားခဲ့ပေမဲ့တဲမာရီကတော့ Shikamaru အဲ့လိုအလျှော့ပေးလို့နာကြောင့်သူတို့သားကပျက်စီးနေရဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။သူကတော့ Nara Clan အတွက်တေချာလေးစုံမပေးနေတဲ့အချိန်မှာအဖေလုပ်တဲ့သူကဖျက်လို့ဖျက်ဆီးလုပ်တဲ့အတွက်တားဖနှစ်ယောက်လုံးအဆူခံလိုက်ရပြီးနှစ်ယောက်လုံးညစာပါငတ်သွားကြပါတယ်။ Shikatai ကတော့နောက်နေ့မှာ Madel ကိုတောင်းပန်မှုစူးစမ်းပေမဲ့ Madel ရဲ့ကိုယ်တွေကနေ Danki လိုမျိုးမကောင်းတဲ့စွမ်းရည်တွေကို Boruto ကခန်းစားမိလိုက်ပြီးတယောက်တည်းလိုက်လာတဲ့ Shikatai ကိုတော့ Madel ကတိုက်ခိုက်ရင်းနဲ့သူစိတ်မလှုပ်ရှားတဲ့အချိန်ဆိုရင်ဘယ်လောက်ထိစွမ်းလဲဆိုတာပြပေးမဲ့အကြောင်းပြောလိုက်ပါတယ်။ဘာမှမသိတဲ့ Shikatai ကတောင်းပန်မှုစူးစမ်းပေမဲ့ပုံမှန်မဟုတ်တာကိုတတိထားမိလိုက်ကြပြီး Boruto ကလည်းမကောင်းတဲ့စွမ်းရည်ကိုသူတယောက်တည်းခန်းစားမိနေတာဖြစ်ပါတယ်။စိတ်မလှုပ်ရှားရင်တန်မာလုံးနဲ့ Madel ကိုတိုက်ခိုက်ဖို့ဆိုရင်တေချာအစီအစဉ်ချမှရမှာဖြစ်တဲ့အတွက်အဖေတူသားညံကြီးရှင် Shikatai ရဲ့အကြံနဲ့တက်မြန်တက်ခိုက်ကြပါတယ်။ Boruto အာယုံလွှဲထားတဲ့အချိန်မှာ Shikatai ကအရေးချုံအောင်ကြီးနဲ့မိဖို့စူးစမ်းပေမဲ့အရေးမှာကအကန့်အသတ်ရှိတဲ့အတွက် Inojin ကလည်းတာရဲစာလေးငှက်တွေနဲ့နှောက်ယှက်ပေးလိုက်ရပါတယ်။ဒါပေမဲ့မှန်မီဘူးလို့ထင်ခဲ့တဲ့ Shikatai ရဲ့အရေးက Madel ကိုချုပ်နိုင်သွားခဲ့ပြီးတကယ် Shikatai အစ်စ်ကခြုံနေရနေ Madel ရဲ့ဟာကွက်ကိုချောင်းနေခဲ့တာဖြစ်ပါတယ်။ Madel ရှိတဲ့ Shikatai ကတော့ Boruto ဖြစ်နေပြီးအရေးတွေကလည်း Inojin ရဲ့စာလိမ့်မွေတွေဖြစ်နေတဲ့အတွက်တပြေးပြေးဒေါသထွက်လာတဲ့ Madel ကိုထိန်းနိုင်မှုဆိုရင်သူ့ကိုအမှောက်သိရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့ရုံထွက်နေတဲ့ Madel ကအရေးကျိုးပြတ်ပြီးအချိန်နဲ့ Shuriken ပြစ်မှတ်ကိုဝင်တိုက်သွားတာကြောင့်သူ့ကိုယ်ပေါ်ကအမှောင်စွမ်းရည်တွေကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ Madel တတိယလာတဲ့အချိန်မှာတော့ Shikatai ကလည်းသူ့စကားအတွက်ပြန်တောင်းပန်လိုက်ပြီးစိတ်သာမလှုပ်ရှားဘူးဆိုရင် Madel ကတောက်ရမ်းတန်မာတဲ့သူဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်